တိုးတက်ပြောင်းလဲလာတဲ့ဒီအနာဂတ်မှာပေါ့နော် IT နည်းပညာပိုင်းကိုစိတ်ဝင်စားကြတဲ့ကလေးတွေအတွက်ကုတ်တင်နည်းပညာနဲ့ပတ်သက်ပြီးတော့အခုလို MyHack ကနေပြီးတော့ကြီးမှုကျင်းပတဲ့ Tech Competition မှာ IU International ဆေးရုံကြီးအနေနဲ့ကျန်းမာရေးဝန်ဆောင်မှုတာမကဘဲနဲ့ပေါ့နော်ဒီကလေးတွေရဲ့အနာဂတ်ကိုပါ support ပေးခြင်းနဲ့ရည်ရွယ်ချက်နဲ့ဒီပွဲမှာ Diamond Sponsor အဖြစ်နဲ့ပါဝင်ခဲ့ရခြင်းဖြစ်ပါတယ်ကျမတို့ IU International ဆေးရုံကြီးမှာကလေးတွေအတွက်ကိုမှာပေါ့နော်တီးသက် Jasmine Clinic ဆိုတာရှိပါတယ် Jasmine Clinic မှာဆိုလို့ရှိရင်ဈေးကမ်းပြမဲ့တတမိမိတို့အတွက်ကို mini playground လေးလည်းရှိရဲကာကွယ်ဆေးထိုးတာတွေပြီးတော့ကလေးလေးတွေဒီကလေးတူကူဆရာဝန်ကြီးတွေနဲ့ဈေးကမ်းပြတဲ့ဝန်ဆောင်မှုတွေအားလုံးကိုလည်းတတမိမိတို့အတွက်ကိုတီးသက်နဲ့ရရှိနိုင်တာပဲဖြစ်ပါတယ်ရှင်JCI ဆိုတာက Joint Commission International Accreditation ဆိုတဲ့နိုင်ငံတကာအသိအမှတ်ပြု VAT ပြည်မီရဲ့အနေနဲ့စီရင်ဝင်ထားတဲ့ဒီ6စီးတစ်စိတ်ဖြစ်ပါတယ်။ကျမတို့ IU International ဆေးရုံကြီးကဆိုရင်ဒီထောင်ပြီး9နှစ်ကျော်ကာလအတွင်းမှာပဲဒီ JCI 6စီးကိုဆေးရုံတရုံလုံးအနေနဲ့ထိုက်တန်နဲ့ရရှိခဲ့တာဖြစ်တယ်ပေါ့နော်။ဒါကြောင့်ကျန်းမာရေးဝန်ဆောင်မှုတွေကိုလူကြီးတွေအတွက်သာမကဘဲနဲ့ကလေးတွေအတွက်ကိုပါနိုင်ငံတကာအဆင့်မီကျန်းမာရေးဝန်ဆောင်မှုတွေကိုပေးနိုင်တာပဲဖြစ်ပါတယ်ကျမတို့ IU International ဆေးရုံကြီးကထိုင်းနိုင်ငံဘန်ကောက်မြို့မှာရှိတဲ့ Thunburi Healthcare Group နဲ့ကိုတိုက်ရိုက်ချိတ်ဆက်ထားတာပဲဖြစ်ပါတယ်။ထိုင်းနိုင်ငံကဆရာဝန်ကြီးတွေကလည်း IU International ဆေးရုံကြီးမှာလစဉ်လာတိုင်းလူနာလာရောက်ကြည့်ရှုပေးတယ်။ဒါအပြင်ထိုင်းနိုင်ငံဘန်ကောက်မြို့ကပေါ့နော် Thunburi ဆေးရုံကြီးမှာတွားရောက်ပြီးတော့ဆေးကုသလိုတဲ့သူတွေအတွက်ကိုလည်းကျမတို့ IU International ဆေးရုံကြီးကနေပြီးတော့မှထိုင်းဆရာဝန်ကြီးတွေနဲ့ရက်ချင်းယူပေးတာbooking ယူပေးတာဆေးရုံစီခံမှန်းပေးတာဆေးရုံတရက်ကြာချင်းခံမှန်းပေးတာမျိုးတွေနောက်ပြီးသွားရင်လေစိတ်အကျိုးကိုစီစဉ်ပေးတာတွေလူနာနဲ့လူနာဆောင်အတွက်ဟိုတယ်စီစဉ်ပေးတာတွေစတဲ့ဝန်ဆောင်မှုတွေကိုမြန်မာနိုင်ငံ IU International ဆေးရုံကြီးကနေပြီးတော့လဲပေါ့နော် one stop service အနေနဲ့ပေးနေတာပဲဖြစ်ပါတယ်ID နည်းပညာကုတ်တင်ပိုင်းမှာဝါသနာပါကြတဲ့တသားမိမိတို့အတွက်ဒီလိုမျိုးကုတ်တင်နဲ့ပတ်သက်ပြီးတော့မှအခုလိုပြိုင်ပွဲကြီးတွေကျောင်းတွေရှိနေပြီဆိုတာကိုအသိပေးဝင်ညပေးနိုင်တဲ့ MyHack ရဲ့ Tech Competition မှာပါဝင်ခွင့်ရတဲ့အတွက် IU International ဆေးရုံကြီးကအင်မတန်မှဂုဏ်ယူဝမ်းသာမိပါတယ်။ IU International ဆေးရုံကြီးအနေနဲ့လည်းပြည်သူလူထုအတွက်ခေတ်မီနိုင်ငံတကာကျန်းမာရေးဝန်ဆောင်မှုများတာမကဘဲနဲ့အပတ်ပတ်ကနေပြီးတော့ဝိုင်းဝန်းပါဝင်ဖြည့်ဆည်းဖို့ကိုလည်းအမြဲတမ်းအစဉ်သင့်ရှိနေပါတယ်ဆိုတာလေးကိုဒီနေရာကနေပြီးတော့ဝေမျှပေးရပါတယ်ရှင်။